ကျွန်ုပ်တို့ရဲ့ငြိမ်းချမ်းရေးခီးစဉ်ဟာမေရီလန်းကနေတက္ကဆက်ပြည်နယ်ဖိုးဝက်မြို့ကိုဦးတည်ပြီးအိမ်ပြန်ခီးစတင်ခဲ့ပါတယ်။မိုင်ပေါင်း2300ကျော်ခီးချမ်းကိုဖျက်ဆီးနိုင်ဖို့အတွက်ခွန်အားပေးခဲ့ကြတဲ့ဝန်းရံပေးခဲ့ကြတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နိုင်ငံရဲ့မြို့တော်ဝါရှင်တန် DC မှာရဟန်းတော်တွေနဲ့အတူအာလောကတယောက်ပျော်ရွှင်စွာဆုံတွေ့ခဲ့ရတဲ့အခိုက်အတန့်လေးတွေကတကယ်ကိုချစ်စရာကောင်းပါတယ်။အခုမြင်တွေ့နေရတာကတော့အပြန်လန်းကိုကြိုဆိုနေတဲ့ကျောင်းတိုက်အတွင်းကတပ်ပယ်ကြည်နူးဖွယ်မြင်ကွင်းလေးပဲဖြစ်ပါတယ်။ကျောင်းတိုက်ကြီးတစ်ခုလုံးကကျွန်ုပ်တို့ပြန်လာမဲ့မနက်ဖြန်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြိုနေသလိုပါပဲ။လင်းလက်နေတဲ့မိဘုံလေးတွေနဲ့ပန်းလေးတိုင်းကကြိုဆိုပါတယ်လို့တိုးတိုးလေးပြောနေတဲ့အအောင်ခံစားရပါတယ်။အခုတော့ရပောင်း112ရက်မြောက်မှာအာလောကလည်းရဟန်းတော်တွေနဲ့အတူဘတ်စကားပေါ်မှာအေးအေးချမ်းချမ်းလိုက်ပါလာပါပြီ။ခြေလင်ခီးစဉ်ပြီးဆုံးသွားပေမဲ့ကျွန်ုပ်တို့ရဲ့ငြိမ်းချမ်းရေးလမ်းခီးကတော့ဆုံးခန်းတိုင်သွားတာမဟုတ်ပါဘူး။ဒီလမ်းဟာနှလုံးသားချင်းချိတ်ဆက်ထားတဲ့အလင်းတရားတစ်ခုပါ။အမုန်းတရားတွေထက်ဂရုဏာတရားကိုရှေ့တန်းတင်ပြီးငြိမ်းချမ်းစွာဆက်လက်ရှင်သန်နေထိုင်ကြပါစို့။တတဝအားလုံးဘေးရန်ကင်းကွာပြီးငြိမ်းချမ်းကြပါစေ။